ဒါကတော့ကင်မရာထဲမှာရိုက်ကူးထားတဲ့ကမ္ဘာအမြင့်ဆုံးရုပ်ပွားတော်နဲ့ရုပ်တုကြီး၅ခုတည်းဖြစ်ပါတယ်။ဒီရုပ်တုကြီးတွေနားရောက်သွားရင်တော့သင်ဟာလီဂိုအစုပ်ကလေးတစ်ရုပ်လိုမဲ့တေးသေးလေးဖြစ်သွားပါလိမ့်မယ်။ဘယ်တစ်ခုကိုအရင်ဆုံးသွားလေခြင်းလဲဆိုတာ comment ပေးခဲ့ပါအောင်နော်။မစတင်ခင်မှာသင်ဟာ robot တစ်ယောက်မဟုတ်ဘူးဆိုရင် like ကလေးမိတ်ပြီးကျွန်တော်ရဲ့ account ကို follow လုပ်ပေးထားပါအောင်။စိတ်ထားကောင်းသူတွေပဲလုပ်ပေးကြမှာပါ။1. ဥရှိကုဒိုင်းပုတ်စုပထမဆုံးအနေနဲ့ဂျပန်နိုင်ငံကဒီကြေးညိုရုပ်ပွားတို့ကြီးဟာအမြင့်ပေ394ပေကျော်ရှိပါတယ်။ဗုဒ္ဓမြတ်စွာကငါအမြင့်ဆုံးစံချိန်တင်တော့မယ်လို့မိန့်ကြားလိုက်သလိုမျိုးပါတယ်။2. Spring Temple ဗုဒ္ဓနောက်တစ်ခုကတော့902ပေမြင့်တဲ့တရုတ်နိုင်ငံကရုပ်ပွားတို့ကြီးပါ။သူကအယမ်းမြင့်လွန်လို့နှုတ်ဆက်ဖို့တောင် drone တစ်စီးလိုပါလိမ့်မယ်။ 3. လေးကျွန်းစိတ်ကြားအမြင့်380ပေရှိတဲ့မြန်မာနိုင်ငံကဒီရုပ်ပွားတော်ကြီးကတော့ဘလောက်တောင်ကြီးညိုဖို့ကောင်းလဲဆိုရင်နှစ်ကလေးတွေတောင်စိတ်အပန်းကြေဖို့သူ့ရဲ့ပခုံးပေါ်မှာလာနာကြပါတယ်။ 4. Statue of Unity ဒီတမဏိဂန္ဓဝင်ရုပ်တုကြီးကတော့998ပေမြင့်ပါတယ်။ပြောရရင်တော့ Statue of Liberty ရုပ်တုနှစ်ခုကိုတစ်ခုပေါ်တစ်ခုဆင်ထားသလိုမျိုးယုံကြည်ချက်အပြည့်နဲ့ရပ်တည်နေတာပါ။ 5. Statue of Belief နောက်ဆုံးအနေနဲ့ကတော့အန်အောမြင့်တဲ့ဆရာ369ပေမြင့်တဲ့ရုပ်တုကြီးပါဒီရုပ်တုကြီးကတော့တကယ်ကိုယူရိုင်းကိုအပေါ်စီကနေငုံကြည့်နေသလိုပါပဲ